အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Sport for All အားကစား YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ Newcastle အသင်းကြီးပြ Eddie Howe က Bradford ကို4 ဂိုး 2 ဂိုးနဲ့နိုင်ရရှိခဲ့တဲ့ကာရာဘောင်ဖလားပွဲစဉ်ပြီးမှာတော့ Newcastle တိုက်စစ်မှု William Osula က2 ဂိုးသွင်းပြီးနောက်မှာတော့ William Osula ကို Premier League မှာစတင်ပေါ်ထွက်ခဲ့ပြီမလို့ Eddie Howe ကအရင်ကပေးကြခဲ့ပါတယ်Eddie ကဒါကကျွန်တော်အသင်းရဲ့ရွေးချယ်မှုပဲမူတည်ပါတယ်ရှင်းပါတယ်သူဒီနေ့ပွဲမှာအကောင်းဆုံးကြိုးစားကစားခဲ့ပြီးတော့ထိခိုက်ဒဏ်ရာလည်းမရခဲ့ပါဘူးဒဏ်ရာပြဿနာကင်းခြင်းကပို့ပြီးတော့ကောင်းမွန်တဲ့ဘာသာသမားကိုပြတ်တန်းစေနိုင်ပါလိမ့်မယ်တိုက်စစ်မှုတယောက်နဲ့ကိုသွင်းယူနိုင်မယ်ဆိုတဲ့ခံစားချက်ရှိမှုလိုပါတယ်ဒါမဖြစ်မနေရှိတဲ့အရာဖြစ်ပြီးတော့သူကရတဲ့အခွင့်အရေးတွေကိုဖန်ဆုပ်ပြီးကိုသွင်းယူနိုင်ဖို့သူလှုပ်ကိုလောက်ရမယ်အရာတစ်ခုဖြစ်ပါတယ်ကစားတိုင်းအားလုံးကိုတန်းတူညီမျှပါပဲဒါကြောင့်သူကကျွန်တော်စီမှာဘောတက်ကစားခွင့်ရဖို့သူကသူအများကြီးကြိုးစားပြထားပါတယ်သူကအရန်အလုပ်ကြိုးစားရကစားသမားဖြစ်ပြီးတော့သူကသူ့ရဲ့အလုပ်သူ့ရဲ့ကစားသမားဘဝအတွက်ကောင်းမွန်တဲ့ခံစားနဲ့ကောင်းမွန်တဲ့စိတ်နေစိတ်ဓာတ်ရှိပါတယ်သူကအရန်ရှိမှန်ချက်ကြည့်ပြီးတော့အားလုံးနဲ့ပြောစားခြင်းနဲ့ကောင်းမွန်တဲ့ကစားသမားဖြစ်ပါတယ်ဟိုသူ့ရဲ့၄ချိန်စားဆောင်နဲ့ပေါ်တာကတော့ထိုက်တယ်လို့ကျွန်တော်တော့မြင်ပါတယ်သူ့အနေနဲ့အကောင်းဆုံးကြိုးစားပြခဲ့ပြီးတော့ကျွန်တော်တို့အနေနဲ့သူ့ကိုကောင်းမွန်ဖြစ်လာအောင်အသေးနဲ့သူဆက်လက်ပြီးတော့လုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ကာရာဘောင်ဖလားဆိုတော့ဆင်မဲခွဲမှုပြီးမှာတော့ကျွန်တော်တို့ဒီ Arsenal အသင်းနဲ့ Brighton အသင်း Crispy Town အသင်းနဲ့ Brentford အသင်း Swansea အသင်းနဲ့ Manchester City Newcastle အသင်းနဲ့ Tottenham Hotspur West Ham နဲ့ Cardiff Liverpool နဲ့ Crystal Palace အသင်းနဲ့ Chelsea Wycombe အသင်းနဲ့ Fulham အသင်းတို့တွေ့ဆုံခဲ့ပါတယ်Round 4ပွဲစဉ်တွေကိုတော့အောက်တိုဘာလ29ရက်နေ့စတင်ပြီးတော့ကျင်းပသွားမှာပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ရာသီကကာရာဘောင်ကလပ်ဝင်လာဖြစ်တဲ့ Newcastle အသင်းကတော့ Tottenham Hotspur အသင်းကိုအင်္ဂလိပ်မှာအဲခံပြီးတော့လက်ခံကစားခြင်းပါဖို့ဖြစ်ပြီးတော့ပွဲကောင်းတဲ့ဘောကြည့်ရှုရဖို့ရှိပါတယ်ကျွန်တော်တို့ပထမဆုံးအချိန်ပြင်ဝေးကလပ်အသင်း3သင်းကကာရာဘောင်ဖလားဆောရဆင်ကိုတက်ရောက်ခဲ့ပြီးတော့ West Ham နဲ့ကာဒီအသင်းတို့ကရှင်မြန်ကစားမှာဖြစ်ပါတယ်ချန်ပီယံရှစ်ကလပ်ဆန်စီကတော့အင်္ဂလိပ်မှာမန်စီးနဲ့ရှင်မြန်ကစားရဖြစ်ပါတယ် Brentford အသင်းကပြီးခဲ့တဲ့ဒုတိယကြောပွဲစဉ်မှာ Man U အနိုင်ယူခဲ့တဲ့ Leeds ကလပ် Crispy နဲ့ဘန်ဒါပတ်တို့တွားကစားမှာဖြစ်ပြီးတော့ Wycombe အသင်းကတော့ဖူလမ်ကစားကိုလက်ခံခြင်းပါဖြစ်ပါတယ်